အားလုံးမင်္ဂလာပါဒီကနေ့မှာကျွန်တော်အနေနဲ့ကျွန်တော်တို့ဒီအခုတလို့ပေါ့နော် online တွေမှာခဏခဏကျွန်တော်တို့တွေ့နေရတဲ့မြင်နေရတဲ့သတင်းအနေနဲ့ကြားနေရတဲ့ DPP system ဒုက္ခသည်များမှတ်ပုံတင်ခြင်းကိုကျွန်တော်အနေနဲ့ပြောချင်တာဖြစ်တယ်ဒုက္ခသည်များမှတ်ပုံတင်ခြင်းဆိုတဲ့နေရာမှာအထူးသဖြင့်ဒီဒုက္ခသည်တွေကိုလက်ခံဖို့ပေါ့နော်ဒုက္ခသည်ညီလာခံမှာမပါဝင်ထားတဲ့နိုင်ငံတနိုင်ငံဖြစ်သည့်အားလျော်စွာမလေးရှားနိုင်ငံကပေါ့နော်နိုင်ငံတနိုင်ငံဖြစ်သည့်အားလျော်စွာသူတို့အနေနဲ့လုံခြုံရေးပိုင်းဆိုင်ရာကိုနိုင်ငံရဲ့လုံခြုံရေးပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းရေးပိုင်းဆိုင်ရာကိုသူတို့အနေနဲ့အင်မတန်မှစိုးရိမ်တာဖြစ်တယ်သူတို့နိုင်ငံမှာလည်းနိုင်ငံသေးတလောက်ဒီနိုင်ငံရဲ့အဓိကလူဦးရေနေပါတလောက်ပေါ့နော်နိုင်ငံခြားသားတွေအင်မတန်မှများပြားလာတဲ့အနေအထားမှာသူတို့အနေနဲ့ဒီနိုင်ငံရဲ့ဒီလုံခြုံရေးပေါ့အဲ့ဒါကိုသူတို့ကအင်မတန်မှစိုးရိမ်လာတာဖြစ်တယ်မလေးရှားအစိုးရအနေနဲ့ဒီ DPP system ကိုဘယ်နှစ်ခုနှစ်ဘယ်လောက်အထိပေါ့နော်စီမံကိန်းထားပြီးတော့လှုပ်ဆောင်မလဲဆိုတော့ကျွန်တော်တို့အနေနဲ့တော့တိကျပြတာမရှိသေးဘူးဆိုတော့လုပ်ပေမဲ့ဒီဥစ္စာကဖြစ်နေပြီပေါ့နော်အစားပြုနေပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီဥစ္စာကိုကျွန်တော်တို့ဒီအသက်နိုင်ဆုံးပေါ့နော်နားလည်တင်တလောက်နားလည်နိုင်အောင်ရှင်းပြခြင်းဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောပြမယ်ပေါ့နော်ဒီထင်မြင်ယူဆချက်တွေကကျွန်တော်ရဲ့လူတယောက်တည်းရဲ့ဒီထင်မြင်ယူဆချက်တွေဖြစ်တယ်ဘယ်အတင်းအဖွဲ့အစည်းနဲ့လဲဒီတက်ဆိုင်မှုမရှိသလိုဒီဘယ်အတင်းအဖွဲ့ဖြစ်စေတူတယောက်ဖြစ်စေပေါ့နော်ဒီဘယ်လိုပြောမလဲဆောင်းရပို့ဆိုချင်တယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်အနေနဲ့ဥစားပြောချင်တယ်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ဆိုတဲ့နေရာမှာကျွန်တော်ကကျွန်တော်ဒီမလေးရှားမှာပေါ့နော်10စုနှစ်လောက်ကျွန်တော်ဒီUN ရုံးတွေဖြစ်စေအမေရိကန်ဒီဒုက္ခသည်ဆိုင်ရာပေါ့နော်အမေရိကန်ဒီ NGO တွေဖြစ်စေပေါ်စီတန်ရုံးတွေဖြစ်စေဒီချန်သူရပိုင်းရမှာပေါ့နော်ဒီ company တချို့အနေနဲ့ဒီတရားရုံးဒီမှာဘာသာပြန်ချင်းဒီဟိုအခြေခံကျွန်တော်ရဲ့ဒီ NGO background ပေါ့နော်လုပ်ငန်းတွေကိုအခြေခံပြီးတော့ကျွန်တော်သုံးသပ်တာဖြစ်တယ်ဒီချန်အစိုးရဘက်ကိုလည်းကျွန်တော်ဒီသိလာတဲ့လောက်ပေါ့နော်ဒီဥစ္စာတွေကိုပေါင်းပြီးတော့ကျွန်တော်ဟိုထင်မြင်ယူဆချက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီညမှာကျွန်တော်အနေနဲ့ဒီ UNHCR အတင်းအဖွဲ့ဘက်ကနေကြည့်မယ်ဆိုရင်ပေါ့နော် UNHCR နဲ့ဒီမလေးရှားအစိုးရနဲ့ပေါ့နော်နှစ်ဖွဲ့ရှိမယ် client တွေဘက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ကျွန်တော်အနေနဲ့လေးဖွဲ့ချင်တယ်တစ်ဖွဲ့ကြတော့ UN ကရှိပြီးသားလူတွေတစ်ဖွဲ့ကြတော့ UN ကနဲ့စာအုပ်တွဲကင်တဲ့လူတွေနောက်တစ်ဖွဲ့ကြတော့ဒီအခုမှ RM ဒီနံပါတ်ကင်ထားတဲ့လူတွေပေါ့နော်ရှောက်ထားဆဲလူတွေပေါ့ appointment ရနိုင်တွေ့ရတဲ့ဒီ LSD interview ဖြေဆိုနိုင်တွေ့ရတဲ့ရှောက်ထားဆဲလူတွေနောက်ဆုံးအဖွဲ့ကြတော့ဗာလဲဆိုတော့ဒီဟိုလွန်ခဲ့တဲ့ဒီဘက်က UNICEF ကလည်းကြေညာထားတာရှိတယ်အဲဗာလဲဆိုတော့အောက်ထဲမှာကမ်ထဲမှာရှိတဲ့လူတွေပေါ့နော်အရင်ဆုံး DPP system နဲ့ပတ်သက်ပြီးတော့အရင်ဆုံးမှတ်ပုံတင်ခြင်းဒီစတင်မယ်ဆိုတော့ဆိုတော့ဆိုတော့ client တွေမှာအဖွဲ့လေးဖွဲ့ရှိမယ်ပြီးကြရင်အဖွဲ့အစည်းမှာကျတော့အဖွဲ့အစည်းနှမျိုးရှိနေပေါ့နော်ဒီဥစ္စာလေးကိုကျွန်တော်ဒီလူရင်းသူရှင်းတဲ့အဖွဲ့အစည်းအကြောင်း client တွေဘက်ကနေဟိုပါတယ်မျောလင့်ပြီးတော့ပါတယ်ပြင်ဆင်ရမလဲဆိုတော့ဆိုတော့ကျွန်တော်ရှင်းပြချင်ပါတယ်အဖွဲ့အစည်းတွေဘက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အရင်ဆုံး UNHCR အကြောင်းကိုကျွန်တော်ရှင်းပြချင်တယ် UNHCR ရဲ့အကြောင်းကိုရှင်းပြတဲ့နေရာမှာဒီနိုင်ငံတကာ UNHCR ဒီဟိုဘယ်တော့ကစတင်ခဲ့လဲဘယ်လိုမျိုးအလုပ်တွေလုပ်ဖို့ဘယ်လိုစတင်ခဲ့တယ်ဆိုတဲ့ဥစ္စာရဲ့ဘယ်ခုနှစ်မှာမလေးရှားမှာရောက်လာပြီးတော့ဒါအလုပ်တွေစလုပ်ခဲ့တယ်ဆိုတဲ့ဥစ္စာအပိုင်းနှစ်ပိုင်းနေနဲ့ကျွန်တော်ပြောချင်တယ်အခုကျတော့ဒီ UNHCR အကြောင်းပြောတဲ့အချိန်မှာတခါကျကျွန်တော်တို့ကိုယ်တိုင်လည်းဒီရှာလိပ်ပြီးတော့ UN လို့လည်းတခါကျပြောမိတတ်တယ်ပေါ့နော်ဆိုတော့ဒီညမှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ UN ဆိုတဲ့ United Nation ပေါ့နော်သူရဲ့ဒီ main body
နဲ့ UNHCR ဆိုတဲ့branch တစ်ခုပေါ့နော်မတူတဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်တယ်ခုနပြောသလိုပေါ့ကျွန်တော်လည်းတစ်ခါကြာရင် UN လို့ပဲအလွယ်ပြောမိလိုက်တဲ့အပိုင်းတွေရှိတယ်ဒီညမှာကUN United Nations ဆိုတာကကျွန်တော်တို့မိခင်အဖွဲ့အစည်းဖြစ်တဲ့ UN ပေါ့နော်ဒါကmember ပေါ့နော်နိုင်ငံပြောမှာပေါ့ UN ဆိုတာက193ပေါ့နော်နိုင်ငံနဲ့1945မှာစတင်တည်ထောင်တာဖြစ်တယ်အဲ့ဒါက United Nation အဲ့အကြောင်းကိုတော့ကျွန်တော်နောက်မှတကယ်ဝင်ပြောတော့အခုအဓိကကျွန်တော်ပြောချင်တာကတခါတလေကျရင်ကျွန်တော်ပြောမှလေးရှိတယ်ပေါ့နော် UN ဆိုပြီးတော့ပြောမှလေးရှိတဲ့ဥစ္စာဘဝတုတအနေနဲ့ပေါ့နော်ဆိုတော့ UN က UN ဖြစ်တယ် United Nation ဖြစ်တယ် UNHCR ကကျွန်တော် refugee agency ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ် UNHCR ကြတော့အဓိကအဖြစ်1950 1951ပေါ့နော်1951နောက်ပိုင်းမှာ UNHCR ကို UN main body ကနေပြီးတော့အဓိကစစ်ပြေးဒုက္ခသည်တွေကိုကူညီထောက်ပံ့ပေးဖို့ပေါ့နော်တည်ထောင်ထားတဲ့ sub branch တစ်ခုဖြစ်တယ်ပေါ့သူတို့ရဲ့အဓိကလှုပ်ဆောင်မှာကတော့အဲ့ခါတုန်းကဆိုတော့အဓိကကတော့ဒုတိယကမ္ဘာစစ်ပေါ့ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာလူတွေကပြန်တယ်ပေါ့နော်resettlement ပိုင်းဖြစ်စေ repatriation ပေါ့နော်ပြန်လဲအမိနိုင်ငံပြန်နိုင်ရေးဖြစ်စေတခြားတတိယနိုင်ငံအခြေချနေတဲ့ဖို့ဖြစ်စေပေါ့နော်အဲ့အပိုင်းတွေမှာသူတို့ကအဓိကညီပြီးတော့လှုပ်ဆောင်ပေးတဲ့အဖွဲ့အစည်းဖြစ်တယ်ကျွန်တော်တို့ UNHCR ဆိုတာကဆိုတော့အားကဘာနဲ့ဆိုင်တဲ့ UNHCR အကြောင်းပေါ့နော်မလေးရှားနဲ့ဆိုင်တဲ့ UNHCR ကိုကျွန်တော်တို့ကြည့်ရမယ်ဆိုတော့1985ဗီယက်နမ်နိုင်ငံရေးအခင်းအကျင်းစစ်ပွဲပေါ့ဆဲကနေဖြစ်လာတဲ့ဗီယက်နမ်ကနေဒီနဲ့ပြေးလာတဲ့ဒုက္ခသည်တွေပေါ့မလေးရှားအစိုးရကလက်ခံထားတာဖြစ်တယ်ဒီညမှာတခုကျွန်တော်ကြိုပြောချင်တာပါလဲဆိုတော့မလေးရှားအစိုးရကတချို့ပိုင်းမှာပေါ့နော်သူတို့ကစီမင်းစည်းကမ်းတိုင်းလုပ်တယ်လုပ်ပေမဲ့ကျွန်တော်ဗာတွေ့ရလဲဆိုတော့1985ကနေဒီနေ့အချိန်ထိသူတို့အနေနဲ့ဒုက္ခသည်တွေတနည်းအားဖြင့်သူတို့နိုင်ငံကိုရောက်လာတဲ့စစ်ဘေးကြောင့်ရောက်လာတဲ့လူတွေကိုပေါ့နော်သူတို့ကလူချင်းဝတ်နဲ့လက်ရောညီချွေစွာပေါ့နော်ပံ့ပိုးပေးတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့က1951 convention ဖြစ်စေ1969 protocol အရာဖြစ်စေသူတို့မှာသဘောတူညီထားတဲ့ဥစ္စာပါဝင်ထားတဲ့ဥစ္စာမရှိဘူးနော်ဒုက္ခသည်နဲ့ပတ်သက်ပြီးတော့ဒီစောင့်ရှောက်ရေးပတ်သက်ပြီးတော့သူတို့မှာသဘောတူညီထားတဲ့ဥစ္စာတွေမရှိဘူးဒါပေမဲ့သူတို့ကခုနကျွန်တော်ပြောသလိုကူညီခြင်းတဲ့စိတ်နဲ့ပေါ့နော်တက်ပဲသူတို့ကူညီပေးတာရှိတယ်အခုချိန်ထိပဲလေနော်အဖန်စီကြတော့ immigration အဖန်စီကြတော့သူတို့ကရုပ်ထုတ်လုပ်နည်းရစီမင်းစည်းကမ်းရလောက်ရမှာပဲဆိုတော့ကျွန်တော်ဒီလိုပြောချင်အဖြစ်ဘယ်လိုပြောမလဲပြလိုက်ချင်းမလိုက်ချင်းဆိုတာထက်ပေါ့နော်မြောက်ပင်ပြောချင်းလဲမဟုတ်ပေါ့နော်ရှိနေတဲ့ဥစ္စာကိုကျွန်တော်ပြောပြရဖြစ်တယ်ကျွန်တော်မြင်နေတဲ့ဥစ္စာပေါ့နော်သူတို့က humanitarian ပိုင်းဆိုင်ရာမှာလုတ်ထိုက်တဲ့လုတ်တစ်ခုကိုလုပ်နေတယ်လို့ကျွန်တော်မြင်နေပေါ့အဲ့ဒါမလေးရှားပိုင်းဆိုတော့ပြန်သွားမယ်ဆိုရင်မလေးရှား UNHCR က1985မှာဗီယက်နမ်စစ်ဘေးကြောင့်ဒီဘက်ကိုဖြစ်လာလူတွေကိုစတင်ကူညီရင်းနဲ့ပေါ့နော်အခုအချိန်ထိကျွန်တော်တို့2025 26ထိသူတို့ကဒီမှာဒီအလုပ်တွေကိုလုပ်နေတာဖြစ်တယ်ဆိုတော့ဗီယက်နမ်ဒုက္ခသည်တွေကနဦးဒုက္ခသည်တွေဒီမှာအရင်ဆုံးရောက်လဲဆိုရင်တော့သူတို့ကတနင်္ဂနွေကွမ်တန်ဘက်မှာရောက်လာတယ်ပြီးကြတော့သူတို့နောက်ဆုံးမှာကျတော့အစိုးရနဲ့သူတို့ပူးပေါင်းလှုပ်ဆောင်ပြီးတော့ဘီဒုံကျွန်းကိုသူတို့ကပြန်ပြောလိုက်တယ်1988
August လမှာသူတို့ကBတုံးမှာတရားဝင်အနေနဲ့အစိုးရနဲ့ပူးပေါင်းပြီးတော့အစိုးရခွင့်ပြုချက်အနေနဲ့အဲ့မှာ camp လုပ်ပြီးတော့ဒုက္ခသည် camp လုပ်ပြီးတော့Bတုံးကျွန်းပေါ့နော် Bတုံးကျွန်းမှာသူတို့ကနိုင်ငံတို့ Bတုံးကျွန်းမှာသူတို့ကဒုက္ခသည် camp လုပ်ပြီးတော့အဲ့မှာတရားဝင်ဒုက္ခသည်တွေအဲ့မှာဘယ်လိုပြောမလဲခွင့်ပြုချက်အနေနဲ့ပေါ့နော်အစိုးရခွင့်ပြုချက်အနေနဲ့သူတို့ကအဲ့မှာဒုက္ခသည်တွေကိုဒီစောင့်ရှောက်တာဖြစ်တယ်ဆိုတော့အဲ့ဒါက UNHCR မလေးရှားကိုဒီရောက်လာတဲ့ခုနှစ်နဲ့သူတို့ရဲ့လှုပ်ဆောင်ချက်တွေပေါ့အဓိကသူတို့လှုပ်ဆောင်တာကတော့စစ်ပြေးဒုက္ခသည်တွေအတင်းအဓမ္မအရှိပြောင်းခါတဲ့လူတွေကိုသူတို့ကကူညီပြီးတော့ဒီမှာဒီနေ့ချိန်ထိပေါ့နော်ဒီနေ့ချိန်ထိသူတို့ကရှိနေတာဖြစ်တယ်အဲ့ဒါက UNHCR အကြောင်းဖြစ်တယ်ဆိုတော့အစိုးရအနေနဲ့ပြန်ပြောမှဆိုရင်ကနဦးကျွန်တော်ပြောခဲ့သလိုပေါ့သူတို့အနေနဲ့ဒုက္ခသည်တွေကိုစောင့်ရှောက်ရမယ်မူဝါဒတွေမှာစီမင်းစည်းကမ်းတွေမှာဒီအဖွဲ့အစည်းတွေမှာသူတို့အနေနဲ့ပေါင်းချင်းမရှိဘူးတို့ပေမဲ့သူတို့နိုင်ငံမှာကဒီရာစုများစွာဒုက္ခသည်နဲ့သူတို့နဲ့ကျင်လည်ခဲ့တယ်အဲ့ဒါတစ်ပိုင်းပြီးကြရင် DPP system ဟိုပုံစံလည်းပဲပေါ့နော်အရင်ကကျွန်တော်တို့အရင်ဒီ Prime Minister ဒီ Najib Razak ကလည်းကျွန်တော်တို့ဒီ MYRC ဆိုပြီးတော့ရှိခဲ့တယ်ဆိုတော့ဒီဥစ္စာဒီ MYRC လည်းပဲခုကျွန်တော်တို့ပြောနေတဲ့ DPP နဲ့သူတို့ရဲ့ဒီဘယ်လိုပြောမလဲရည်ရွယ်ချက်ကအတူတူပဲဘာလဲဆိုတော့ဒီနိုင်ငံမှာလုံခြုံရေးဒီအရာပေါ့နော်စီမံခန့်ခွဲလို့ရအောင်လို့ဒီလူတွေကိုတို့ data ယူထားမယ်ဒီလူတွေပြင်မာနေတယ်ဒီလူတွေဘာလို့လုပ်လဲစသည်ဖြင့်ပေါ့နော်သူတို့ရဲ့ information တွေကိုဒီကောက်ယူဖို့ဆိုပြီးတော့လုပ်ထားတာပဲဆိုတော့ဒီမှာတခုတတိထားစေချင်တာကကျွန်တော်တတိထားစေချင်တာကဘာလဲဆိုတော့ကျွန်တော်လည်းကြည့်နေပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့နိုင်ငံရေးအပြောင်းလဲပေါ့နာကြီးဖြတ်တုံးကလည်းဒီဟိုသူနဲ့ direct မဟုတ်တဲ့တိုင်အောင်ပေါ့နော် indirect အနေနဲ့ဒီ MYRC ကိုသူတို့ကစတင်အကောင့်တွေပေါ်ခဲ့တာရှိတယ်အကောင့်တွေစတင်အကောင့်တွေပေါ်တဲ့အချိန်ကခိုက်တာမှဆိုရင်တော့ဒီသူတို့ရဲ့ဒီပိုင်းရဆိုင်ရာနဲ့နယ်ပယ်ဒေသတွေမှာဆိုရင်အသုံးပြုလို့ရခဲ့တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒါကသူဒီဘယ်လိုပြောမလဲသူပြုတ်ပြီးတော့နောက်ပိုင်းမှာဒီကက်ကသုံးလို့မရဒီလောက်တဲ့အထိပေါ့နော်တန်ဖိုးမဲ့သွားတယ်ကျွန်တော်ဆိုလိုရင်းကအခု DPP လဲဆိုတော့သူတို့ကစတဲ့အကောင့်တွေပေါ်မယ်ဘယ်အစိုးရခဲ့မှာလဲဘယ်သူဒါကဒီအခုဒီဘယ်လိုပြောမလဲတာဝန်အာဏာရှိနေတဲ့ပါတီရဲ့အချိန်အဝါကြောင့်ပြုတ်တဲ့ဒီအစီအစဉ်ဆိုရင်တော့နည်းနည်းစိုးရင်ရတယ်ကျွန်တော်အနေနဲ့ပေါ့နော်စိုးရင်ရမယ်လို့ကျွန်တော်မြင်တယ်အဲလို့ဆိုနိုင်ငံရေးပါတီတွေကဒီသူတက်လာတဲ့မြအရင်ကလူဟောင်းရဲ့အစီအစဉ်တွေကိုဒီတချို့တော့များတော့အဖြစ်အစီအစဉ်တွေကိုသူတို့ပယ်ဖြစ်ကြတယ်လေနော်ပယ်ဖြစ်ကြတော့ပယ်ဖြစ်ပြီးတော့တခြားအစီအစဉ်တွေသူတို့စတင်လှုပ်ဆောင်လက်ရှိကြတဲ့နိုင်ငံရေးအတိုင်းအဝိုင်းကိုကျွန်တော်ကြည့်တဲ့ခါကျရင်ပေါ့နော်ဆိုတော့ဒီကျွန်တော်ခုနပြောသလိုပေါ့ဒီ MIRC လည်းပဲတကယ်လို့များနာကျမပြုတ်ခဲ့ရင်ပေါ့နော်တော်တော်လေးသုံးလို့အသုံးပြုလို့ဒီအသုံးဝင်မဲ့ကတ်တခုဖြစ်လာတယ်ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ထိုနည်းတူပဲဒီခုမလေးရှားနိုင်ငံကြီးလည်းဒီဟိုအပြောင်းရွှေ့ကဒီမကြခင်လာမယ်ပေါ့နော်အပြောင်းလဲကနိုင်ငံရေးအပြောင်းလဲကမကြခင်လာမှာဖြစ်တယ်ဆိုတော့အခုလက်ရှိ DPP system ဒီတကယ်လို့များခုအာဏာရတဲ့နိုင်ငံရေးပါတီရဲ့အချိန်အဝါအစီအစဉ်ကြောင့်လုပ်တဲ့ program ဆိုရင်တော့စိုးရင်ဖွယ်ရရှိတယ်ဒီလိုမှမဟုတ်ဘဲနဲ့ independent အနေနဲ့ပေါ့နော်အစိုးရတရားလုံးအနေနဲ့ independent အနေနဲ့အားတစ်ခုကနေပြီးတော့အခုသူတို့ပြောတာကတော့ဒီပြည်ထဲကတောင်းယူမယ်လို့ပြောတယ်ပေါ့နော်ပြည်ထဲကနေပြီးတော့တောင်းယူမယ်လို့သူတို့ပြောတယ်ဆိုတော့ကျွန်တော်ဆိုလိုရင်းကဒီပြည်ထဲကတောင်းယူတဲ့ဆိုတဲ့တိုင်အောင်ပေါ့နော်ပါတီ influences ပေါ့နော်ဒီသက်ဆိုင်မှုပြောမှလားလွှမ်းမိုးမှုကလည်းရှိသေးတယ်ဆိုတော့အဲ့ဒီဥစ္စာလေးကိုနည်းနည်းပါးပါကျွန်တော်
စဉ်းစားဖို့လိုတယ်ပေါ့သို့ပေမဲ့ကောင်းတာတစ်ခုကဘာလဲဆိုတော့နာဂျစ်ခက်တော့ကတော့သူတို့ကဒီ NGO အနေနဲ့လောက်တာ NGO အနေနဲ့ဒီ MIRC ကိုလုပ်ပေးတာဖြစ်တယ်ဒါပေမဲ့အခုမှကျတော့နည်းနည်းစိတ်ချတာကဘာလဲဆိုတော့အစိုးရဘော်ဒီတရက်အနေနဲ့လုပ်မှာဆိုတော့နိုင်ငံရေးအပြောင်းလဲရှိခဲ့ရင်တောင်မှဖိခိုက်နိုင်စွမ်းပေါ့နော်ရာခိုင်နှုန်းနည်းမယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါတစ်ပိုင်းပေါ့ဆိုတော့အစိုးရဘက်ကိုကျွန်တော်တို့ပြန်တွားကြည့်မယ်ဆိုရင်အစိုးရကဒီမလေးအစိုးရကခုနကျွန်တော်ပြောတဲ့ဒုက္ခတဲ့ convention မှာမပါဝင်ခြင်းပေါ့နော်ပြီးကြရင်သူတို့ကအချုပ်အခြာအာဏာရှိတဲ့နိုင်ငံဖြစ်တယ်နော်အချုပ်အခြာအာဏာရှိတဲ့နိုင်ငံဖြစ်ပြီးအားလျော်စွာသူတို့နိုင်ငံမှာရှိတဲ့ဒီအထောက်အထားမရှိတဲ့လူတွေကိုပေါ့နော်သူတို့ကအထောက်အထားထုတ်ပေးခြင်းဆိုရင်သူတို့သဘောဘာအစီအစဉ်ဆွဲမလဲဘာနာမည်တက်မလဲလာခဲ့တို့လာခဲ့ငါတို့ဒီမှာမှတ်ပုံတင်မယ်ဆိုတော့သူတို့လုံနိုင်တဲ့ဘယ်သူမှရဲ့ဒီဘယ်လိုပြောမလဲဒီနောက်ရှစ်ချင်းပေါ့နော်တိုက်တွန်းချင်းမလိုဘဲနဲ့သူတို့လုံနိုင်တဲ့အလုပ်လုပ်တဲ့အလုပ်တစ်ခုလုပ်တာလုပ်လဲကျွန်တော်တို့ယူဆလို့ရတယ်နော်ဆိုတော့ဒီကတ်ကိုအစိုးရအတိမပြုကတ်တစ်ခုလောက်ရတော့မှာပေါ့နော်ဘယ်လိုပဲဖြစ်စနေပြီဆိုတော့လောက်ရတော့မယ်ဆိုတော့သူတို့ကလည်းလှုပ်တဲ့နဲ့လှုပ်နိုင်စွမ်းလည်းသူတို့မှရှိတယ်ဘတ်ဂျက်အနေနဲ့လည်းသူတို့စီမံခန့်ခွဲထားပြီးပြီလို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ system နဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့25မှာပေါ့နော်25အလယ်ပိုင်းလောက်ကနေတချို့ community တွေနော်ကြရင်ဒီအစိုးရကိုယ်တိုင် UNHCR ရုံးမှာတွားပြီးတော့သူတို့ဆွေးနွေးတဲ့အချက်တွေရှိတယ် interview လုပ်တဲ့နေရာမှာပေါ့နော်ဘာအချက်လက်တွေယူတင်လဲဆိုတော့ဒါတော့အတွင်းပေါ့နော်အတွင်းဒီ information ပြောမှာပေါ့ဆိုတော့ဒုက္ခသည်တွေကိုဒီဒုက္ခသည်တွေဆိုတာထက်ဒီအထောက်အထားမရှိတဲ့လူတွေကိုပေါ့နော်ဘယ်လို interview လုပ်မလဲဆိုတော့ interview ပိုင်းဆိုင်ရာလေးတွေသူတို့ UNHCR နဲ့ဒီသူတို့မှာဒီ exercise လုပ်တဲ့ဥစ္စာတွေရှိတယ်ပေါ့ပြီးကြရင်ကျွန်တော်ခုနပြောသလိုဒီအစီအစဉ်ကိုသူတို့နာမည်မတက်ခင်မှာပေါ့နော်ဒီ community တချို့တွေနဲ့ community တချို့တွေနဲ့ပေါ့နော်ကျွန်တော်တို့လွတ်တော်ဖြစ်စေပုံကိုကြီးရဖြစ်စေဆွေးနွေးတဲ့ဥစ္စာတွေလည်းဒီရှိခဲ့တယ်ဒီ DPP နာမည်နဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီအစီအစဉ်ပိုင်းဆိုင်ရာဒီအထောက်အထားမရှိတဲ့လူတွေကိုဒုက္ခသည်တွေကိုပေါ့နော်သူတို့ဘယ်လိုကူညီမလဲသူတို့ဘယ်လိုကင်တွယ်မလဲဆိုတဲ့အပိုင်းလေးတွေအပြင်မှာဖြစ်စေအပြင်မှာ community တွေနဲ့ဖြစ်စေဒီအထက်မှာ UNHCR နဲ့ပင်ဖြစ်စေသူတို့မှာဒီဆွေးနွေးထားတဲ့အပိုင်းတွေရှိရဆိုတာလည်းကျွန်တော်ဒီပြောပြချင်တယ်ဆိုတော့ဒါကတော့မလေးရှားအစိုးရရဲ့လုပ်ထားတဲ့အပိုင်းနဲ့သူတို့ဒီမတိုင်ခင်ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဥစ္စာရဲ့ဆိုတော့သူတို့အခုဒီကတ်ကအစိုးရထုတ်ပေးမဲ့ကတ်နော်အစိုးရထုတ်ပေးမဲ့ကတ်ဖြစ်ဒီအားလျော်စွာကျွန်တော်တို့ဘယ်လိုမျိုးအကျိုးခံစားခွင့်တွေရှိမလဲဆိုတော့ MIRC နဲ့နိုင်ရှင်ကြည့်မယ်ဆိုရင် MIRC အနေနဲ့လည်းပဲသူတို့ကဘာပြောထားလဲဆိုတော့အရင်ကဘာပြောထားလဲဆိုတော့ဒီ MIRC သူတို့ဒီ MIRC နဲ့ပေါ့နော်သူရင်မော license တွေဘန်အကောင့်တွေလုပ်လို့ရမယ်စတဲ့ပြင်ပေါ့ရင်မော license ဘန်အကောင့်တွေပေါ့နော်အဲ့လိုမျိုးတွေဆိုတော့ဒီ DPP system ကိုကျွန်တော်တို့ registration နဲ့ registration လဲလာမဲ့ကာလတစ်ခုမှာထွက်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီလွဲမသွေပေါ့နော်ကျွန်တော်တို့အနေနဲ့ခုဘန်ကရင်မော license စတဲ့အစိုးရနဲ့တက်ဆိုင်တဲ့ခံစားခွင့်တွေကိုကျွန်တော်တို့ခံစားရမယ်လို့ကျွန်တော်မျှော်လင့်တယ်အဲ့ဒါကတော့မလေးရှားအစိုးရရဲ့အပိုင်းပေါ့နော်ဆိုတော့ကကျွန်တော် client တွေအနေနဲ့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့အဖွဲ့အစည်းဘက်ကတော့ဒီ UN အကြောင်းကိုလည်းကျွန်တော်အချင်းချုပ်နဲ့ပြောပြီးမလေးရှားအစိုးရအကြောင်းကိုလည်းကျွန်တော်အချင်းချုပ်ပြောပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနပြောတဲ့ဒီclient ၄မျိုးပေါ့နော်ဒီအကြောင်းပြောရမယ်ဆိုတော့ပထမဆုံးဒီ UNHCR ထုတ်ပြန်ချက်အရလွန်ခဲ့တဲ့ပတ်က UNHCR ထုတ်ပြန်ချက်အရဒီ camp ထဲမှာရှိတဲ့လူတွေကိုသူတို့အရင်ဆုံး register လုပ်ခွင့်နဲ့နော်ဆိုတော့ဒီရက်လောက်ဆိုတော့သူတို့စနေလောက်ပြီပေါ့နော်စကောင်းစနေလောက်ပြီဆိုတော့လာမဲ့ဒီလထဲမှာဖြစ်စေလာမဲ့ဒီတလအတွင်းမှာဖြစ်စေ
ဒါကဘယ်လိုမျိုးကတ်လဲဆိုတော့ကျွန်တော်တို့ကဒီမြဝတင်နေကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်မျက်စိရှိမှတွေ့ရမှာဖြစ်တယ်ပေါ့နော်ကဘယ်လိုမျိုးရောက်လဲဒီကတ်နဲ့ပါလို့လို့ရလဲဆိုတော့ဖူးတွေ့ရဖူးဘယ်လိုပြောမလဲဟိုဒီကတ်ကိုကင်ဆောင်ခြင်းအပြင်ရရှိနိုင်တဲ့ service တွေပေါ့နော်ကျွန်တော်တို့ဟိုဒါမဲ့လက်တကမှာကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီသူတို့အနေနဲ့ကြတော့ကျွန်တော်မမအောင်ဆိုရင်ပေါ့နော်တချို့ကဒီကျွန်တော်နိုင်ငံအနေနဲ့ပြောမှဆိုတချို့နိုင်ငံတွေလည်းရှိတယ်ဒီအထက်မှာဒီနိုင်ငံသားဒီသူတို့ရဲ့နိုင်ငံတည်တည်ကိုပြန်လို့မရတဲ့တခြားနိုင်ငံကလူတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီလူတွေကိုသူတို့ကအရင်ဆုံးသူတို့နဲ့သက်ဆိုင်တဲ့ဒီနိုင်ငံသားနဲ့သက်ဆိုင်တဲ့အချက်လက်တွေသူမေးမယ်နိုင်ငံသားနဲ့သက်ဆိုင်တဲ့အချက်လက်တွေပြင်သူတို့ရဲ့ information တွေမေးပြီးတော့သူတို့ရဲ့ခံဝန်ကတိနဲ့သဘောတူညီချက်နဲ့ပေါ့နော်သူတို့ကတ်ထုတ်ပေးမယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာလို့လဲဆိုတော့ဘယ်လိုပဲဖြစ်နေပါစေပေါ့နော်ဒီတဦးတယောက်မှာနောက်ဆုံးအဆင့်အနေနဲ့သဘောမတူဘူးဆိုရင်ဒီဘယ်သူမှကလုပ်လို့မရဘူး။လုပ်ပေးလို့မရဘူးပေါ့နော်အထူးသဖြင့်အစိုးရပိုင်းဆိုင် legal ပိုင်းဆိုင်ရာမှာဆိုတော့ဒါကတော့ဘယ်လိုပြောမလဲ camp ထဲမှာရှိတဲ့လူတွေပေါ့နော်မကြခင်မှာကျွန်တော်ကတ်တွေပြရမယ်နော်ပြီးချင် information အနေနဲ့လည်းအများကြီးသူတို့ယူထားတာမရှိဘူးလို့ကျွန်တော်တို့တွေ့ရတယ်ပြီးချင်ဒုတိယအနေနဲ့ကျွန်တော်ပြောချင်တာကဒီအဓိကအဖြစ်ကျွန်တော်အဓိကပြောချင်တာကဘာလဲဆိုတော့သူတို့ရဲ့ထုတ်ပေါ်ပြောပြချက်အရာအဲ့ဒါကဘာလဲဆိုတော့နိုင်ငံလုံခြုံရေးပဲသူတို့ကနိုင်ငံလုံခြုံရေးပဲသူတို့က focus ထားပြီးလုပ်တာဖြစ်တယ်။ဘာဖြစ်လို့သူတို့နိုင်ငံလုံခြုံရေးလဲဆိုရင်ဒီလွန်ခဲ့တဲ့23ပေါ့နော်23လောက်ပေါ့23 24အထူးသဖြင့်23 24ဝန်းကျင်မှာသူတို့ကဒီသူတို့နိုင်ငံထဲကိုပေါ့နော်မြန်မာနိုင်ငံကနေပြီးတော့လက်နက်ကင်တွေအများရောက်ရှိနေတယ်ဆိုတာသူတို့က information ရတယ်ပေါ့။တနည်းအားဖြင့်ကျွန်တော်တို့ PDF တွေပေါ့ဒီတစ်ကြောင့်သူတို့ကဒီချိုးရင်လာတယ်ပေါ့သူတို့နိုင်ငံထဲကိုပေါ့နော်ဒီလက်နက်ကင်နဲ့လူတွေ PDF တွေတနည်းအားဖြင့် PDF တွေအများရောက်လာတာဆိုတော့သူတို့ကသိတယ်။အချိန်ထဲမှာပဲပေါ့နော်ကျွန်တော်ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျွန်တော်တို့မလေးရှားမှာအများကျွန်တော်မြန်မာပြည်လူတွေအများရောက်လာတဲ့အနေအထားလည်းရှိတဲ့အခါကျတော့လူများလာတာနဲ့အတူကျွန်တော်တို့ issue တွေလည်းများလာတယ်နော်ကျွန်တော်တို့ဒီရွှေမြန်မာဆိုတဲ့ဥစ္စာလည်းဒီနာမည်ကလည်းတော်တော်လေးဘယ်လိုပြောမလဲကြီးရပေါ့နော်ထိုနည်းတူပဲကျွန်တော်တို့လုပ်လိုက်တဲ့ပြဿနာတွေကလည်းအကြီးကြီးတွေကြီးပဲနော်ကျွန်တော်ဆိုပါစို့မလေးရှားနိုင်ငံလုံးအနေနဲ့ကြည့်မယ်ဆိုရင်ဒီနိုင်ငံကိုကြည့်မလားနော်ဂျဟိုးကိုကြည့်မလားနော်ဒီကလန်တဘက်ကိုကြည့်မလားကယ်ဘက်ကိုကြည့်မလားဖြစ်လိုက်ပြီဆိုရင်အမှုတွေကလည်းနော်ပါလဲကောင်းစင်ကြီးတွေပဲဖြစ်လာသူများတွေဒီစာဒီလက်မခံနိုင်တဲ့ case လူမျိုးတွေပေါ့နော်ခဏကျွန်တော်တို့အထူးသဖြင့်ကျွန်တော်နိုင်ငံအနေနဲ့ပေါ့နော်လူတွေကသူများနိုင်ငံမှာလာတဲ့အချိန်မှာဒီမျိုး case တွေကိုမကြာခဏကျွန်တော်ဆိုသလိုကျွန်တော်နဲ့ဘယ်သူတွေလောက်တာလဲဘယ်နိုင်ငံသားလဲလို့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်များတော့အဖြစ်ကျွန်တော်ရွှေနိုင်ငံဆိုပြီးတော့ကျွန်တော်တွေ့ရတာရှိတယ်နော်ဆိုတော့ဒီဥစ္စာလည်းပဲကျွန်တော်ဒီဦးတယောက်ချင်းစီပြောင်းလဲမှဦးတယောက်ချင်းစီဘယ်လိုပြောမလဲဒီထိမ့်သိမ်းပြီးတော့စူးစမ်းလို့မှဖြစ်နိုင်မယ့်အလုပ်ဖြစ်တယ်ဘယ်သူမှတားလို့မရဘူးပေါ့နော်ဘယ်အဖွဲ့အစည်းကတားလို့မရဘူးဒီနေရာမှာဓာတ်ထုံးမှုဒီနေရာမှာလူတက်မှုဒီနေရာမှာမဒိမ့်မှုဒီနေရာမှာခုံမှုရိုက်မှုရှာတဲ့ဥစ္စာတွေပေါ့ဒါလူတဦးတယောက်ရဲ့ဒီအကျင့်ကုန်တိတ်ခါနဲ့ဆိုင်တဲ့အပိုင်းတွေဖြစ်တဲ့ခါကျတော့ဒါကဒီတဦးတယောက်ချင်းဆိုင်တယ်လို့လည်းကျွန်တော်ပြောမယ်ဆိုတော့ဘယ်သူမဆိုပေါ့နော်သူများနိုင်ငံမှာဒီအခြေခိုက်တဲ့တစ်ခုပေါ့နော်ကျွန်တော်ခိုလုံတဲ့အတော်အတွင်းမှာဒီကြိုင်သူများတွေအမြင်မှာပေါ့နော်ကျွန်တော်တို့ဒီဆူရှာမဖြစ်ရလေအောင်ပေါ့နော်ကျွန်တော်ထိန်းသိမ်းနေဖို့လဲကျွန်တော်ကြားနေပြောချင်တယ်
ပြီးကြရင်ကျွန်တော်ဒီနိုင်ငံသူနိုင်ငံသားအချင်းချင်းအနေနဲ့လည်းဟိုအကြောင်းအရာတစ်ခုကြောင့်ပွတ်တိုက်မှုရှိခဲ့တယ်ဆိုရင်ပေါ့နော်ဒီအာတို့ကင်တားကင်ချင်းမို့ပဲနဲ့ညင်ညင်နိုင်နဲ့ပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်ဟိုတယောက်နဲ့တယောက်ဘယ်လိုပြောမလဲဒီရှောင်တာမျိုးပေါ့နော်လုံးဝလူနဲ့ငါတွေ့မယ်ဆိုတော့စိတ်ဆိုးမယ်လူနဲ့ငါတွေ့မယ်ဆိုတော့ဘာလုပ်လဲညာလုပ်မယ်ဆိုရင်တော့ကိုရှောင်တာမျိုးပေါ့နော်အဲ့လိုလေးတော့ကျွန်တော်တို့လုပ်စေချင်တယ်ဒါကတော့ခက်ပါတယ်စိတ်ဆိုးဟိုဘယ်သူမှဆိုစိတ်ဆိုးတဲ့ခါချိုင်ပေါ့နော်ဒီရိုက်တက်ကြတယ်လူကစိတ်မထိန်နိုင်ဘူးဆိုရင်ရိုက်တက်ကြတယ်လူကလည်းတတ္တဝါဟိုတမျိုးပဲဆိုတော့ကျွန်တော်လူတွေဆိုတာလည်းတတ္တဝါပဲလေနော်ဟိုအဲ့ဒီတတ္တဝါထဲမှာမှကျန်တဲ့ဥစ္စာတွေနည်းနည်းပါးပါးအသိဉာဏ်ရှိတဲ့တတ္တဝါတွေဆိုတော့အဲ့အသိဉာဏ်နည်းနည်းပါးပါးလေးကိုကျွန်တော်တို့ထိလုပ်ပြီးဆိုတာနဲ့ဒီတတ္တဝါကရိုင်းလို့ရတယ်ဆိုတဲ့အခါကျတော့အဲ့လိုမရိုင်းရလေအောင်ပေါ့နော်သူများတွေအမြင်မှာဆူဆူရှက်ရှက်မဖြစ်ရလေအောင်ကျွန်တော်ထိန်းထိန်းသိမ်းနေတဲ့တယ်လို့ဟိုနေနေထိုက်တယ်လို့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဓိကအပြင်ဒီကာလဒီခေတ်ဆိုးကြီးမှာပေါ့ကျွန်တော်သူများနိုင်ငံမှာဒီအောက်ကျခံပြီးတော့နေရတဲ့အခိုက်အတန့်တစ်ခုမှာကျွန်တော်ထိန်းသိမ်းနေတင့်ဖို့လဲကျွန်တော်ပြောပြချင်တယ်ဆိုတော့အဲ့ဒါကျွန်တော်နိုင်ငံအပိုင်းကျွန်တော်ပြည်သူတွေအပိုင်းပေါ့ဆိုတော့ဒုတိယကဘာလဲဆိုတော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့အဲ့လိုမျိုး crime မှုတွေများလာတယ်စက်ထဲမှာလဲကျွန်တော်ကြားတဲ့ဒီအချက်လက်ရတက်ကောင်စီကနေပြီးတော့တဲ့ကင်တွေအမြောက်များရောက်လာတယ်ဆိုတော့ lobby အရာရောနော်ဒီအစိုးရကဒီသူတို့နိုင်ငံရဲ့ဘယ်လိုပြောမလဲနေခံပေါ့နော်အထူးသဖြင့်မလေးတွေနဲတယ်ပြီးရင်သူတို့ရဲ့အထက်မှာတရုတ်နဲ့အိန္ဒိယရှိတယ်လူမျိုးချီနိုင်ငံကြီးပြောမလားလူမျိုးချီပြောမှာပေါ့နော်နိုင်ငံသူတို့အထက်မှာရှိတယ်သူတို့အဲ့လူမျိုးချီနှမျိုးနဲ့သူတို့ကအကြားထဲမှာနေရတာဖြစ်တယ်ဆိုတော့အဲ့ဒီအပြင်နော်ကျွန်တော်နိုင်ငံခြားကနေတားနဲ့ချီပြီးတော့ဒီအထောက်အထားမရှိတဲ့လူတွေရှိလာတဲ့ခါကျသူတို့မှမစိုးရိမ်စရာမစိုးရိမ်လို့မရတဲ့အနေအထားမျိုးဖြစ်လာတယ်သူတို့ဝါမျိုးခါမယ်အနေအထားမျိုးဖြစ်လာတယ်ဆိုပါစို့ကျွန်တော် TikTok တွေမှာတွေ့ရတယ်ပေါ့နော် TikTok တွေမှာတွေ့ရတယ်ဆိုပါစို့ဘင်္ဂလားတွေဆိုရင်ဒီဆိုင်တွေထောင်တယ်နော်သူတို့ဒီနိုင်ငံသူနိုင်ငံသားတွေနဲ့အထူးသဖြင့်နိုင်ငံသူတွေနဲ့ယူကြပြီးတော့စီးပွားရေးလှုပ်ရှားကြတယ်သူတို့စီးပွားရေးလှုပ်တာကောင်းပါတယ်ဒါပေမဲ့သူတို့ပြောချင်တာကသူတို့ဝါမျိုးခါမှာကိုကြောက်နေတဲ့အကြောင်းကိုကျွန်တော်အဓိက highlight ပြောချင်တာပါဘာလို့လဲဆိုရင်ဘာလို့လဲဆိုတော့ဒီဒီနိုင်ငံသူနဲ့ယူပြီးတော့နေရာတကာမှာပေါ့နော်ဆိုင်တွေကြီးပဲထောင်တယ်ကျွန်တော်မြန်မာဘက်ကနေလည်းအဲ့လိုတွေရှိလာတယ်ဒါပေမဲ့ကျွန်တော်မြန်မာဘက်ကနေဆိုတော့ကျွန်တော်မောက်ဆိုတော့များတော့ဖြစ်တော့ကိုယ့်ကိုယ်ပဲဒီဘယ်လိုပြောမလဲနိုင်ငံသူနိုင်ငံသားနဲ့ထိမ်းမြချင်းမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်ပဲစီးပွားရေးလုပ်ပြီးတော့ဒီရှိတဲ့ဖြစ်တဲ့နီးနဲ့ပေါ့နော်စီးပွားရေးလုပ်ပြီးတော့စီးပွားရေးလုပ်နေကြလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်နိုင်ငံမှာမဟုတ်ဘူးဘင်္ဂလားနော်ပါကစ္စတန်အိန္ဒိယစသည်ဖြင့်နိုင်ငံပေါင်းတရုတ်နော်ဗီယက်နမ်အင်ဒိုနီးရှားနိုင်ငံခြားသားတွေကြီးပဲသူတို့နိုင်ငံရဲ့လူဦးရေထက်တောင်မှဒီမြနိုင်လောက်တဲ့အနေအထားရောက်တဲ့အခါမှာသူတို့ကပို့ပြီးတော့ဒီစိုးရိမ်မှုတွေရှိလာတယ်ပေါ့နော်အဓိကကြောင့်သူတို့ကဒါလုပ်တာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာအဓိကပြောချင်လဲဆိုတော့ဒုတိယအဓိကဘာပြောချင်လဲဆိုတော့ crime ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုမှတ်ပုံတင်မယ်ခုနကျွန်တော်ပြောတဲ့ဒီလူအဖွဲ့လေးမျိုးပေါ့ပုံမှန် UN ကတ်ရှိတဲ့လူရဲ့ဒီစာအုပ်နဲ့တွဲရှိတဲ့လူတွေရဲ့ထောင်ကလူတွေရဲ့ဘာမှမရှိတဲ့လူတွေထောင်ကလူနဲ့ဘာမှမရှိတဲ့လူကြတော့လုံးဝပြဿနာရှိမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့မှာထောင်ဆိုတော့အပြစ်လုပ်ခဲ့ရင်တောင်မှထောင်မှာအပြစ်ချေသွားပြီသူကအခုကင်ကနေသူဒီအပြစ်လုပ်မှာဆိုတော့သူ့မှာဒီသူအပြစ်လုပ်ခဲ့ရင်တောင်မှသူ့အဖြစ်တံကပြီးသွားပြီဒီလူအစ်နဲ့ကတ်တဲ့နဲ့သူထွက်လာတယ်သူ့မှာဘာပြဿနာမှမရှိဘူးနောက်ထပ်ပြဿနာမလုပ်ဘူးဆိုရင်ပေါ့နောက်ထပ် crime တစ်ခုရာဇဝတ်မှုတစ်ခုမလုပ်ဘူးဆိုတော့သူကဒီကတ်နဲ့လို့ချွတ်သူကဒီမှာရှင်တန်ဒီဟိုဘယ်လိုပြောမလဲရှင်တန်နေထိုင်လို့ရဒီနောက်ထပ်ဒီ RM ဒီ short ထားနေတဲ့လူတွေကျတော့သူတို့ရဲ့အလက်ကနောက်ဆုံးမှလာမယ်ပေါ့နော်သူတို့ကနောက်ဆုံးမှလာမယ်လို့ကျွန်တော်ယုံကြည်တယ်
ဆိုတော့အလယ်ကခုနကျွန်တော်ပြောတဲ့စာအုပ်နဲ့ရွယ်နဲ့ကင်ထားတဲ့လူတွေကြတော့ဘယ်သူတွေဆင်ခြင်ရမလဲဆိုရင်တော့ဆိုပါစို့ရာဇဝတ်မှုအကြီးကြီးမားမားမလုပ်ခဲ့ရင်တောင်မှပေါ့နော်ရာဇဝတ်မှုကြီးကြီးမားမားမလုပ်ခဲ့ရင်တောင်မှဆိုပါစို့ရင်ပေါင်းပြီးတော့စမန်ရိတ်ခံရတာမျိုးရင်ပေါင်းပြီးတော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ရင်ကပ်ကိုရဲတွေဒါမှမဟုတ်ဆိုမော်တော်ဘီကယ်တွေကတပ်ပုံရိုက်ပြီးတော့ report တင်ခဲ့မိတာမျိုးအဲ့ဒါဆိုရင်လည်းသူတို့ရဲ့ data ထဲမှာအစိုးရ data ထဲမှာရှိနေခဲ့ပြီးပြီဆိုရင်တော့တနည်းတစ်ပုံအပြင် crime အကြီးကြီးမားမားမဟုတ်ခဲ့တဲ့တိုင်အောင်တနည်းတစ်ပုံအပြင်ကျွန်တော်မှာrestriction ပေါ့နော်ကတ်လုပ်တဲ့အခါမှာဝန်ဆောင်မှုရတဲ့အခါမှာ restriction ကရှိလာမယ်လို့ကျွန်တော်ယုံကြည်တယ်နောက်တစ်ခုကျတော့ပုံမှန်ဘာမှလည်းမလုပ်ဘူးတော်တူပုံမှန်ပဲနေတယ်ယူရင်ကပဲကင်တဲ့ဥစ္စာတွေကျတော့အဲ့လောက်ကြီးစိုးရိမ်စရာမရှိဘူးလို့ကျွန်တော်ထင်တယ်နော်အဲ့ဒါကတော့ကျွန်တော်ဆင်ချမ်းမဲ့အပိုင်းတွေပေါ့အဓိကစောင်းနဲ့တွဲကင်တဲ့လူတွေကကျွန်တော်မမားဘူးဆိုရင်ပေါ့နော်တေချာလေးစဉ်းစားစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အစိုးရရဲ့အမြင်မှာကြတော့စာအုပ်ကင်နေဆိုရင်အဓိကပါမစ်ပေါ့စာအုပ်ဆိုတာတဲ့ပါမစ်ပေါ့စာအုပ်နဲ့ပါမစ်နဲ့ရှိနေတယ်ဆိုရင်အစိုးရနဲ့နိုင်ငံသားရဲ့နိုင်ငံသားရဲ့အမြင်မှာဆိုရင်နေဒုက္ခတယ်မဖြစ်ဘူးအဲ့လိုသူတို့ကမြင်တယ်ဒါပေမဲ့ဒုက္ခတယ်ဆိုတာကစာအုပ်ရှိရင်လည်းရှိနိုင်တယ်ကွာပါမစ်လည်းရှိနိုင်တယ်ဒုက္ခတယ်ဆိုတာအဓိကအကြောင်းရင်းကဘာလဲဆိုတော့သူ့ရဲ့မိခင်နိုင်ငံကိုအကျိုးအကြောင်းတစ်ခုခုကြောင့်သူပြန်လို့မရဘူးသူပြန်ခဲ့မယ်ဆိုရင်သူ့အတွက်အသေးအန္တရာယ်ရှိလာနိုင်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူကပြန်လို့မရဘူးအဲ့ဒီလူကခုလုံခွင့်တောင်းခံရတာပေါ့ဒုက္ခတယ်ဖြစ်ရှောက်ရတာပေါ့အဲ့ဒါကဒုက္ခတယ်ရဲ့ဘယ်လိုပြောမလဲအဓိကဒုက္ခတယ်လျှောက်ထားခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်ဒါပေမဲ့နိုင်ငံသားတချို့နဲ့အစိုးရ body တချို့ကနားလည်တာကနေစာအုပ်ရှိတယ်ဆိုရင်မပါမစ်ရှိရဆိုရင်ဒုက္ခတင်မဖြစ်နိုင်ဘူးဆိုတဲ့ဥစ္စာကိုသူတို့ကခံယူထားတဲ့သဘောမျိုးတွေလည်းရှိတယ်ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့စာအုပ်သမားတွေအနေနဲ့တကယ်လို့များဒီချက်ပို့ပြီးဘယ်လိုပြောမလဲအချမ်းညာလိုချင်တယ်ဆိုတော့ကျွန်တော်နဲ့ဆက်သွယ်လို့ရတယ်ဘာဖြစ်လို့ဆိုတော့တစ်ချိန်မှာကျွန်တော်ခုနပြောသလိုဘယ်သူမဆိုဒီ process ကိုတွားရမှာပေါ့ယူရင်ရှိတယ်ဆိုရင်ပေါ့နော်တွားမှာပဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးလို့ရတယ်ဆိုတော့စင်ချမ်းမဲ့ပိုင်းတွေရှိတယ်ပေါ့နော်ဘယ်လိုမျိုးတွေစင်ချမ်းမလဲဥပမာနောက်ဆုံးအဆင့်ပြောမယ်ဆိုရင်စာအုပ်စက်ကင်မလားရေစက်ကင်မလားစသည်ဖြင့်ပေါ့အဲ့လိုမျိုးအကြံဉာဏ်ဆွေးနွေးချင်တယ်ဆိုရင်ကျွန်တော်နဲ့ဆွေးနွေးလို့ရတယ်နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်စင်ချမ်းမဲ့အပိုင်းတွေပြီးတော့ကျွန်တော်ဘာတွေမျှော်လင့်ရမလဲဘာကောင်းကျိုးတွေမျှော်လင့်ရမလဲနောက်ဥပမာကျွန်တော်ပြောခဲ့တဲ့အပိုင်းလေးရှိရပေါ့နော်ဒါကအစိုးရထုတ်ပေးတဲ့ဖြစ်ဒီအားလျော်စွာဒီနိုင်ငံမှာရှိတဲ့အကျိုးခံစားခွင့်အစိုးရနဲ့သက်ဆိုင်တဲ့ပေါ့နော်အကျိုးခံစားခွင့်ဆိုပါစို့အကောင်းဆုံးချင်းဒီမောလိုင်စင်လုပ်နိုင်ခြင်းပေါ့နော်ဥပမာကလေးတွေကြောက်တက်နိုင်ခြင်းစသည်ဖြင့်အဲ့လိုမျိုးအစိုးရနဲ့သက်ဆိုင်တဲ့ service တွေကိုကျွန်တော်ရကောင်းရမယ်လို့ကျွန်တော်အနေနဲ့အများကြီးယုံကြည်ထားပါတယ်ဆိုတဲ့အခါကျတော့ခုနကျွန်တော်ပြောတဲ့တချို့ blacklist ထိနိုင်တဲ့လူတွေပေါ့နာမည်ကိုကျွန်တော်တို့ပြစ်မှုတစ်ခုခုကြောင့်အစိုးရစီမံကျွန်တော်နာမည်ရောက်ထားပြီးတဲ့လူတွေက restriction ဘယ်လိုလာမလဲဆိုတော့ကြီးမားမားပြောလို့မရဘူးဒါပေမဲ့သူတို့ကသူတို့ရဲ့ပထမဒုတိယသူကြီးညာချက်အရကျွန်တော်ကြည့်မယ်ဆိုရင်တော့တချို့တော့လူတွေပေါ့နော်တကယ်လို့နိုင်ငံရဲ့လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့ယူဆတဲ့လူတွေကိုသူတို့အနေနဲ့နိုင်ငံပြန်ပို့မယ်လို့သူတို့ကပြောတယ်နော်သူတို့ရဲ့အမိနိုင်ငံကိုပြန်ပို့မယ်လို့သူတို့ကပြောတယ်ဆိုတော့ဒီညမှာကကျွန်တော်ခုနပြောတဲ့တော်လိုင်းရေးသမားတွေပေါ့နော်ဒီနိုင်ငံကိုအကျိုးအကြောင်းကြီးမားမားတစ်ခုခုကြောင့်ပြန်လို့မရတဲ့လူတွေပေါ့နော်ကျွန်တော်တို့နဲ့လည်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်เนาะတိုင်ပင်ဆွေးနွေးဖို့လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်တော့ဒီဥစ္စာတွေကကြက်ဝင်းဘယ်လိုပြောရလဲ line ပေါ်မှာပြောလို့အဆင်မပြေတဲ့အပိုင်းလေးတွေရှိရဆိုတော့ကျွန်တော်နဲ့တွေ့စေချင်တယ်ပြီးကြရင်ကျွန်တော်တို့
အဓိကအားဖြင့်တော့စိုးရိမ်ရမှာကတော့နှစ်ခုကိုင်တဲ့လူတွေပေါ့နော်စောင်းနဲ့ရွေနဲ့ရယ်ကျွန်တော်နိုင်ငံကနေအကြောင်းကြီးကြီးမားမားအကြောင်းတစ်ခုခုကြောင့်ထုတ်လာတဲ့လူတွေပေါ့ဒီလူတွေကိုကျွန်တော်တို့ဘယ်လိုပြောမလဲစင်ချင်းလေးနဲ့လှုပ်စေချင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဒီ TVP system ကလုပ်ကိုလုပ်ရမယ်ပေါ့နော်အထူးသဖြင့်ဒုက္ခသည်တွေပေါ့လုပ်ကိုလုပ်ရမယ်အခြေအနေတစ်ခုဖြစ်တယ်လုပ်ကိုလုပ်ရမယ်အခြေအနေတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့လူလေးဖွဲ့ကနေပေါ့နော်အဓိကစာအုပ်သမားတွေနဲ့ကိုဒီအစိုးရရဲ့ဒီ record ထဲမှာရှိခဲ့ပြီးပြီလို့ထင်တဲ့လူတွေအနေနဲ့ပေါ့နော်ဒီကြလေးစင်စေချင်တယ်ဒီတိုင်ပင်ဆွေးနွေးဖို့ဆန္ဒရှိတယ်ဆိုရင်တိုင်ပင်ဆွေးနွေးချင်တယ်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ပြောပြချက်ကဒီနိုင်ငံရဲ့လုံခြုံရေးပြပနိုင်တဲ့အခြေအနေမျိုးအဆင့်အတန်းမျိုးဆိုရင်တော့သူတို့ကဒီအမိနိုင်ငံပြန်ပို့မယ်ဆိုပြီးတော့သူတို့ပြောထားတဲ့အနေဆိုတော့လေနော်ဆိုတော့ကနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံလာတဲ့နေရာပြည်သူပြည်သားတွေအနေနဲ့လဲဒီဟိုရောက်ရတရားရောက်ရနေရဒေတာတွေမှာပေါ့နော်ကျွန်တော်စင်ချင်းစင်ချင်းပြီးတော့နေတတ်ဖို့ပေါ့နော်သူများတွေ local တွေရဲ့ဒီနေခံတွေရဲ့ပေါ့နော်ဒီမုံတီးချင်းတွေမရှိဖို့ပေါ့နော်မုံတီးချင်းတွေမရဖို့ပေါ့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲเนาะကျွန်တော်ပြောမှဆိုမှတဲ့ဥစ္စာတွေရှိရဆိုရင်ကျွန်တော်ရဲ့ CV ကိုလာပြောလို့ရပါတယ်တကယ်လို့ဒီအချိုးချောင်းစုံနေလေးပေါ့နော်တချို့တော့ဒုက္ခတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒီဟိုတရားရုံးကိစ္စတွေမှာကိုကြီးတောင်းချင်တယ်ဆိုရင်ကျွန်တော် CV တမ်းမို့ဆိုရင် WhatsApp ကိုလာပြီးတော့ဒီဆက်သွယ်လို့ရပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်